မျိုးတွေမင်္ဂလာပါဗျဒီနေ့က29ရက်10လပါ2000နဲ့မှ25ဖြစ်ပါတယ်ဗျမျိုးတွေကိုဦးဇင်းဗာပြောချင်တာလဲဆိုလို့ရှိရင်မျိုးတွေကိုပြောချင်တဲ့စကားလေးကတော့ခု live မှာနာမည်ကြီးနေတဲ့ဟောပေါ့နော်အကယ်ဒမီနေတိုးတို့အကယ်ဒမီမြင့်မြတ်တို့အကယ်ဒမီနေဝင်းတို့အကယ်ဒမီအေးချမ်းမောင်တို့အကယ်ဒမီချူလီတို့အကယ်ဒမီမြေမြုပ်မော်အကယ်ဒမီအောင်ခိုင်ငပြောကျော်အောင်တို့နိုင်ဝင်းတွက်လက်စူပါလေးမင်းညိုဥက္ကာပြန်ချီရဲရဲရောပြောအောင်စင်ဖြိုးဆိုတဲ့အမှုပညာရှင်သမားတွေပေါ့နော်အမှုပညာရှင်သမားတွေကနေမှဒီမဲကိစ္စနဲ့ပတ်သက်ပြီးမှသူတို့တွေကပြည်သူလူထုကိုဒါမဲပေးဖို့အတွက်ပေါ့နော်မဲပေးမှဒါလေအပြောင်းလဲတစ်ခုကိုပြောင်းလဲမှဖြစ်တယ်လို့မဲပေးမှသာလေပြည်သူလူထုရဲ့ငြိမ်းချမ်းမှုအေးချမ်းမှုကိုစစ်မှန်တဲ့ဒီမိုကရေစီအပြောင်းလဲတစ်ခုကိုရောက်လာမှဖြစ်တဲ့အကြောင်းကိုဒါပညာပေးစကားလေးတွေကိုဒါရိုက်ကြတာပေါ့နော်ဒါလည်းမှန်ကန်တဲ့စကားပါဗျာဒါပညာပေးစကားလေးဒါတကယ်ကိုမှန်ကန်တဲ့စကားပါဘာပြောပြောဒါပြည်သူလူထုလည်းဒါအကြိုက်တွေ့လိုက်မယ်လို့ဦးဇင်းတို့တော့တုံ့တက်မိပါတယ်ဘာဖြစ်လဲဆိုတော့ဟိုဘက်အရာကတော့ပူလောင်းနေမှာပဲခွက်ခေါက်တွေပြည်ပြီးတွေဝရမ်းပြီးတွေအကြမ်းဖက်တွေကတော့ပူလောင်းနေမှာပဲဗျဘာဖြစ်လို့လဲဆိုတော့သူတို့နေရာဘာလို့တချို့ဆိုလို့ရှိရင်ဖုံးကြီးတွေတောင်ပါတယ်ဗျာနော်တကောင်မှမလွတ်စေရဘူးတဲ့ဒီလူတွေမြဲမှတ်ထားတယ်ဒီလူတွေပြည်သူမျက်နှာပါချိုးလည်းပြောကြလို့လူပညာဓမ္မအခြေချင်းဟိုဘက်ပြည်ပနေပေါ့ဗျာနော်မလွတ်စေရဘူးပြည်သူမျက်နှာမှာမထောက်ဆိုအဲ့ဒီနေရာမှာပြောချင်တာပြည်သူမျက်နှာမှာမထောက်ဆိုတော့သူတို့ကိုပြည်သူလူထုကမြင့်မြတ်တို့အစောစောပြောတဲ့အကယ်ဒမီတို့ပြည်သူလူထုကမကြိုက်လို့လားမထောက်ခံလို့လားဟုတ်ပြီပြည်သူလူထုခင်ဗျအခုပြောနေတဲ့ခွက်ကောက်ပြေးပြေးဝရမ်းပြေးတွေကိုပြောချင်တာကမင်းတို့ကိုရောပြည်သူလူထုကရင်လိုပဲထောက်ခံနေတဲ့မင်းတို့ကထင်နေသလားအဲ့ဒါမင်းတို့အနေနဲ့တော့ပြောမှလေအခုလိုရွေးကောက်ပွဲကြီးအောင်မြင်တော့မင်းတို့အနေနဲ့ဘုံပြောက်မယ်ခွက်ပြောက်မယ်အဲ့ဒါမင်းတို့ကတော့ဘာပြောခွက်ပြောက်လဲအစဉ်ပြေးသွားပါပြီနော်ပို့ပြီးမှမင်းတို့တွေကလောဘတွေတက်နေလို့တာပါနော်ခွက်ခေါက်လဲမင်းတို့တွေကပြေးပမှအစဉ်ပြေးသွားပြီအိမ်နေဝဲတယ်ကိုသားသမီးတွေကိုကြောင်းကောင်းနေထားပြီးတယ်ဟောတာနေစဉ်မပြတ်အကောင်းစားရဲတွေနဲ့တောက်ပြီးမှပျော်ပပြီးမှဗျမ်းပရာမူးကြောက်မှုအောင်နဲ့ပြောတယ်နော်လားအဲ့တော့ပြောချင်တယ်သောသောအကယ်ဒမီတွေပေါ့နော်ဒီချူလေးတို့ကောမြင်းမိုးတို့ဒီအောင်ရချမ်းတို့နေတို့လူဘွားတို့အကုန်လုံးပြောချင်တယ်မြင်းမြတ်တို့နေဝင်းတို့ဘာပြောချင်တာလဲဆိုတော့စင်မောလူကခွေးမကြောက်ဘူးခင်ဗျားတို့ကစင်မောအဲ့ခင်ဗျားတို့စင်မောဖြစ်တဲ့အတွက်ကြောင့်ခွေးကြောက်စရာအကြောင်းမရှိဘူးခွေးဟောင်းတဲ့ခွေးဆိုတာစင်မောလူအောက်ကခွေးကဟောင်းလဲကြိုက်လို့မရပါအောက်ကပဲဟောင်းယုံမဲ့တက်ပဲเนาะအဲ့တော့အာယုံသိပ်ပြီးမှခင်ဗျားတို့ပုံစံတွေကလည်းသူတို့ဂူးဆိုင်စရာလည်းအကြောင်းမရှိတယ်လို့ဂူးမဆိုင်နဲ့เนาะသူတို့ကပြေပပဲဟောင်းတာเนาะမလုပ်မယ်ညာလုပ်မယ်ဆိုတာပြေပကိုသူတို့မလာဒီပြေ